ဒီချက်တွေကိုမသိဘဲနဲ့စိုင်းကြောင်နေတော့ခင်ဗျားတို့အနေနဲ့ဒီလိုမေးခွန်းမျိုးကိုဒီချိန်တစ်ခါတော့ကြားဘူးကြလိမ့်မယ်လို့ထင်တယ်ဗျ။ဘင်းကဘာရရေးပွားလဲငါတို့စိုင်းနေတော့တဲ့ရလားဆိုတာမျိုးပေါ့ဒီဘက်ကလူငယ်တွေကြားမှာဆိုရင်ရေးသားချင်တော့ယာဒီဝင်ကိုအရင်မေးနေကြတယ်ဒီဇောဒီရဲ့အယူဆအတော်လေးလွှမ်းမိုးနေတာကိုမြင်ရပါတယ်။ဒါရဲ့တကယ်ပဲလက်တွေ့ကြရတာဇောဒီရဲ့ဆိုင်ကလူတူတယောက်ရဲ့ပင်ကိုဆဲဖို့တကယ်ပဲပေါ်ပြနေတာဆိုတာကိုကျွန်တော်တို့တူလက်တွေ့ကြလေ့လာကြရမှာဒီဗီဒီယိုကခင်ဗျားတို့ကောင်းတဲ့မှာရှိနေတဲ့ထင်အောင်တင်မအတွေ့အကြုံကိုရှင်းရှင်းလင်းလင်းဖြေပေးနိုင်လိမ့်မယ်လို့ပြောနေပါတယ်အားလုံးပဲဆွမ်းလိုက်ကြဖို့ဖိတ်ပါပါတယ်ဇောဒီယာဆိုတာဘယ်အစားလဲရေသောတမိုင်းတော့ကျွန်တော်တို့ပြန်ကြည့်လိုက်အောင်ဇောဒီယာဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကဘေဘီလုံမှာစတင်ခဲ့တဲ့အယူဆတစ်ခုဖြစ်ပါတယ်ဘေဘီလုံဆိုတာဘယ်လိုနေရာလဲဆိုတော့အာရကန်နာတွေကနေအခြေချလာတဲ့ Almoraz လို့ခေါ်တဲ့ Semitic မျိုးနွယ်ပွားတွေကနေအီရန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ဘေဘီလုံမျိုးကိုခြေချပြီးတော့နေထိုင်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။သူကကောင်းကင်ယံကခြေရည်တော်လာမှုကိုပထမဆုံးပြန်ချလိကြတွက်ချက်ခဲ့တဲ့လူတွေဖြစ်တယ်လို့ကျွန်တော်တို့ခုသုံးနေတဲ့တစ်နှစ်ကိုစံနလာခွဲတာဆောင်းဝိုင်းတစ်ခုကို360ဒီဂရီသတ်မှတ်တာတနာရီကိုမိနစ်60သတ်မှတ်တာတွေကဒီဘေဘီလုံမျိုးတွေရဲ့လက်ရာတွေဖြစ်ပါတယ်။အတူတူပြောရင်တော့ဘေဘီလုံဆိုတာယခုလက်ရှိအီရန်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကထွန်းကားခဲ့တဲ့အတတ်ပညာနဲ့သိပ္ပံပညာမှာအလွန်ရှည်တန်းရောက်ခဲ့တဲ့ယဉ်ကျေးမှုကြီးတစ်ခုလို့ဆိုရပါတယ်။အခုကဒီဇိုဒီယာဆိုင်ကိုဘယ်လိုပညာရပ်တွေနဲ့ပုံဖော်လဲဆိုတာပါ။ဒီယုံကြည်မှုတွေဘယ်အဖြစ်ပေါ်လာလဲဆိုတော့ဘေဘီလုံရဲ့နောက်ကပညာရှင်တွေကနေစတင်ခဲ့တာဖြစ်ပါတယ်။ဘေဘီလုံမှာရှိတဲ့ရေပရောဟိတ်တွေဆိုတာကောင်းကင်ဘုံလင်းကြမပြတ်စောင့်ကြည့်ရတဲ့အဖွဲ့တွေဖြစ်ပါတယ်။သူတို့ကနဖျားတွေရဲ့အလိုကိုသိနိုင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့ကျယ်တွေကိုကြည့်ရင်လည်းဒီစနစ်ကိုဖော်ထုတ်ခဲ့တာဖြစ်တယ်။အဲဒီကနေတစ်ဆင့်ဂရိလူမျိုးတွေစီကိုဆက်လက်ရောက်ရှိပါခဲ့တာဖြစ်ပါတယ်။ဒုတိယရာစုမှာကြော်ကြားခဲ့တဲ့ဂရိနက်ခပညာရှင်တော်လမီကကျွန်တော်တို့ခုသိထားတဲ့ဇောဒီရဲ့နာမည်တွေနဲ့သတ်မှတ်ချက်တွေကိုစောင်းဖြစ်အသေးချာမှတ်တမ်းတင်ပြီးစနစ်တကျပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုင်းရောင်တွေပေါ်လာတယ်လို့ပြောရမှာပေါ့။ထားပါတော့ Sorry သူတို့ကနက္ခတ္တပညာနဲ့သင်္ချာပညာကိုပေါင်းပြီးတွက်ချက်ခဲ့တာဗျ။ဘေဘီလုံလူမျိုးတွေကသင်္ချာစနစ်မှာ60ဒီဂရီစနစ်ကိုသုံးပါတယ်။သူတို့ကကောင်းကင်ကနေပါလမ်းကြောင်းကို360ဒီဂရီရှိတဲ့ဆောင်းဝိုင်းကြီးတစ်ခုဖြစ်သတ်မှတ်ခဲ့တာ။ဒီ360ဒီဂရီကိုတစ်လကျ30ဆိုရဲပြက်ကလေးနဲ့ကိုက်နေအောင်30ဒီဂရီရှိတဲ့အပိုင်း12ပိုင်းကိုအငင်းညခွဲခြားနေတာဖြစ်ပါတယ်။ဒါကြောင့်ရာသီဝင်တစ်ခုမှာ30ဒီဂရီရှိနေတာဖြစ်ပါတယ်။အဲဒီ30ဒီဂရီစီမှာရှိတဲ့ကျေစုရန်တွေရဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီးမိတ္တရာသီတိတ္တရာမြင့်စသဖြင့်နာမည်မျိုးပေးခဲ့တာပေါ့ဗျာ။ဒါပေမဲ့အဲ့ဒီနေရာမှာသိပ္ပံနည်းကျလေ့လာမယ်ဆိုတော့အားနည်းချက်တွေအများကြီးရှိနေတာကိုတွေ့ရပါလိမ့်မယ်။ဒီလိုမျိုးတွေကသင်္ချာတွဲရလွယ်အောင်30ဒီဂရီစီအငင်းညခွဲလိုက်ပေမဲ့တကယ်ကောင်းဝင်ရမှာတော့ကျေစုရန်တွေကတစ်ခုနဲ့တစ်ခုအရွယ်စားလုံးဝမတူကြပါဘူး။ဥပမာဗာဘိုလို့ခေါ်တဲ့ကန်ရာသီကျေစုရန်ကအကြီးကြီးဖြစ်ပြီးတော့ Aries လို့ခေါ်တဲ့မိတ္တရာသီကတော့တေးသေးလေးပဲဖြစ်ပါတယ်။အဲ့လိုဆိုတော့သူတို့ကပြက်ကလေးရဲ့12လနဲ့ကိုက်ညီအောင်ကျေစုရန်12ခုကိုပဲရွေးထုတ်ခဲ့တာဖြစ်ပါတယ်။တကယ်တော့နေသွားတဲ့လမ်းကြောင်းမှာ Ophiuchus လို့ခေါ်တဲ့73ခုမြောက်ကျေစုရန်နဲ့ရှိနေပါသေးတယ်။ဒါကိုတော့သူတို့တွေကတက်ချက်ရလွယ်အောင်လို့တမင်သက်သက်ခြံထားခဲ့တာဖြစ်ပါတယ်။နောက်တစ်ခုလည်းဆိုတော့ Zodiac ဆိုတာရှေးအောင်ဘေဘီလုံနက္ခတ္တပညာရှင်တွေကသူတို့ရဲ့12လရာသီပြက်ကလေးစနစ်နဲ့သင်္ချာပညာကိုတက်ချက်ရလွယ်အောင်လို့ကောင်းကင်ကိုပုံပေါ်ခဲ့လူလို့ပုံစံပွဲတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒါကတဘာဝတရားရဲ့နေရာမှာတစ်ခုမဟုတ်ပဲလူတွေကအစဉ်ပြေအောင်တတ်မှတ်ထားတဲ့ပညာရေးတစ်ခုပဲဖြစ်ပါတယ်။လူတွေကဘာဖြစ်လို့ဒီလောက်တော့ယုံကြည်နေကြတာလဲလို့မေးလို့ရှိရင်ဒီနေရာမှာစိတ်ပညာသဘောတရားတွေနဲ့အများကြီးသက်ဆိုင်နေတာကိုတွေ့ရပါလိမ့်။ပထမတစ်ခုကမိမိကိုယ်နားလည်လို့စိတ်လူတွေကငါဘယ်လိုလူစားမျိုးလဲဆိုတာကိုအမြဲဖြေရှာခြင်းနဲ့ခြင်းရှိတယ်။ဒါကြောင့်ဇိုရီယာကပေးတဲ့ဇယိုက်လက္ခဏာတွေကကိုယ့်ကိုပြန်ဆန်းစစ်ကိုအထောက်အကူဖြစ်စေရလို့ယုံကြည်ကြလို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အနာဂတ်ကိုသိလို့နေဖြစ်ပါတယ်။ဘာတွေဖြစ်လာမလဲဆိုတာမသိတဲ့အနာဂတ်ကိုကြိုပြီးတော့သိရလို့ရှိရင်စိတ်လုံခြုံမှုခံစားရတယ်လို့ခံယူကြတာကြောင့်ဒီဟောစတန်ကိုယုံကြည်ကြတာလည်းပါပါတယ်။ရှင်းရှင်းကတော့အရေးပါဆုံးကသူကစိတ်ပညာသဘောတရားနဲ့သက်ဆိုင်ပြီးတော့ဒါကိုဘာနန်အဖက်လို့ခေါ်တာ။အဲ့ဒါဆိုတော့ရိုးရှင်းရှင်းပြောရရင်တော့လူတိုင်းနဲ့ဆိုင်တဲ့ရေဘူးရစကားလုံးတွေကိုမှကိုယ့်အတွက်တည်တံ့ပြောနေရလို့ထင်မြင်မှားသွားစေတဲ့စိတ်ပညာရဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။ဒီချက်ကဘေးရင်းစရာကြီးဇော်ရီရဲ့ဟောစတန်နဲ့ personality test တွေမှာလူတွေကိုဆွဲဆောင်တဲ့နေရာမှာအဓိကသုံးတဲ့လက်နက်တွေဖြစ်ပါတယ်။ပုံမြင်တာအောင်ကျွန်တော်ဥမာတစ်ခုပေးပြီးတော့ share ပြရမယ်။ကျွန်တော်အခုဖတ်ပြမယ်ဟောစတန်ကိုခမ ्या ကိုပြောနေတာလို့ခံယူပြီးတော့ခဏလောက်နားထောင်ကြည့်ပါခမ ्या ကအပြင်ပန်းကြည့်ရင်တော့ကိုယ့်ကိုယုံကြည်မှုရှိတယ်လို့ထင်ရပေမဲ့လက်တွေ့မှာတော့မေဂျီမီယာတစ်တက်ပြီးစိုးရင်သိများတယ်လို့ပါခမ ्या မှာသုံးမချရသေးတဲ့အရေးချင်းတွေလည်းအများကြီးရှိနေပါသေးတယ်တခါတလေမှာလူတွေနဲ့ရောရောနှလုံးနေရပေမဲ့တခါတလေမှာတော့ကိုယ့်မမှုတယောက်တည်းသိကြနေကြပါခမ ्या ကလွတ်လပ်စွာတွေးပေါ်တတ်သူဖြစ်ပြီးခိုင်လုံတဲ့ထောက်ထားမပါဘဲနဲ့သူများတို့တာကိုယုံနေမရှိပါဘူးဟုတ်ဒါဆိုကျွန်တော်အခုမေးချင်မယ်ဒီခုနကကျွန်တော်ဖတ်ပြလိုက်တဲ့ဟာကိုနားထောင်ပြီးတော့အတားငါ့ကိုပြောနေတာပဲလို့စိတ်ထဲမှာခံစားသွားတယ်။မှန်တရားတော့များခုနကကျွန်တော်ဖတ်ပြသွားတဲ့စကားလုံးတွေကဒီကမ္ဘာပေါ်မှာရှိနေတဲ့လူ10ဘီလီယံလုံးနဲ့သက်ဆိုင်ဘယ်လိုမှစိုးရိမ်နေရှိဖို့ရဘယ်လိုမှလူတွေနဲ့ရောနှောမနေတဲ့အချိန်ရှိဖို့ရကဒါဟိုမှာခမ ्या ဆိုတဲ့နာသားလေးကိုထည့်ပြီးပြောလိုက်တယ်ကဒါအောင်ခငါ့ကိုပြောနေရပဲလို့ခမ ्या ထင်သွားတယ်။ရိုးချိုးရင်ဘာနာဖက်ဆိုတာအားလုံးနဲ့တိုင်းကြီးကိုချုပ်ထားတဲ့အင်ဂျီကိုမှခမ ्या တော့ခွက်တိချုပ်ထားတယ်လို့ထင်အောင်လှုပ်ထားတဲ့လှည့်ကွက်တစ်ခုပဲ။ပြန်မှာဘေးလင်းပညာနဲ့ပတ်သက်လို့နည်းနည်းလေးတော့ပြောချင်တယ်။ဘေးလင်းပညာဆိုတာကတိတ်တဲ့တင်ကြီးကြရတရားဝင်တက်တည်ကြမကြဘူးဆိုပေမဲ့ချင်းချင်းမှုနဲ့စိတ်ပိုင်းဆိုင်ရာရတော့လူသားတွေကြားမှာနှစ်ပေါင်းများစွာအမြင့်တွယ်လာတဲ့ပညာရေးတစ်ခုဆိုတာတော့အမှန်တရားပဲဖြစ်
ဒါဆိုရင်မေးညာရှိရပါဗျာဇောနီယန်ဆိုင်တွေကိုသိပ္ပံနေကြရဘလောက်ရာခိုင်နှုန်းထိယုံကြည်လို့ရနိုင်မလဲအတိတ်ပြောရရင်တော့300ရာခိုင်နှုန်းပါပဲလုံးဝယုံစရာမရှိပါဘူး ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ သိပ္ပံပညာကဇောနီယန်ဆိုင်တွေကိုပညာရေးတစ်ခုလိုတော့မတတ်မှတ်ပဲနဲ့သိပ္ပံရောင်းလို့ပဲတတ်မှတ်ထားတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နဲ့တန်းပေါင်းများစွာမိုင်ပေါင်းများစွာဝေးနေခြေသူရန်နေတဲ့ဒီနေရာကဒီကဘာပေါ်ကလူတယောက်ရဲ့ဇဲလက္ခဏာကိုလာပြီးတော့ထင်ဟပ်ပြနေမယ်ဆိုတဲ့တက်သေးလုံးဝမရှိပါဘူးပြီးတော့သိပ်ပြီးတဲ့ဆိုင်းမချောင်ကြပါနဲ့ဘာလို့ဆိုတော့နက္ခရပေတာရလည်းဖြောင်းလဲမှုရှိပါတယ်ဘာလို့ဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကတတ်မှတ်ခဲ့ခြေသူရန်ဒီနေရာတွေကကပောက်ဝင်ရွေးခြင်းရဲ့မှုကြောင့်အခုချိန်မှာဖြောင်းလဲပုံပါပြီဆိုလိုတာကသင်ကမိတ္တရသည်လို့သိထားတယ်နဲ့တကယ်ကောင်းဝင်ရမှာနေရအဲ့ချိန်မှာမေယာဒီထဲမှာရှိနေတာမျိုးဖြစ်နေပါတယ်အဲဆိုရင်သိပ္ပံနည်းကြောင့်လည်းပဲဘာလို့ခေတ်စားနေရလဲလို့မေးနေပါဘူးဖြစ်ရတော့ရှင်းပါတယ်ဒါက social trend ရော pop culture ထူးရင်းနဲ့ရောဒုငယ်ကြားမှာရေပန်းစားနေလို့ပဲဖြစ်ပါတယ်အချင်းချင်းစကားပြောစရာကောင်းတဲ့တစ်ခုနဲ့ရောဒါမှမဟုတ်ရင်ကိုယ်တိုင်ရော group တစ်ခုထဲမှာပါဝင်နေရလို့ခံစားရခြင်းရဲ့စိတ်ကြောင့်ပေါ့ဒီအရာကိုဒီဇော်ဒီရဲ့ဆိုင်းတွေကိုအသုံးချနေရလို့မြင်ပါတယ်မျိုးလေးပဲစဉ်းစားကြည့်ကဇော်ဒီရဲ့ဆိုင်းချင်းတူတိုင်းဇယိုက်တူမယ်ဆိုရင်ကမ္ဘာပေါ်မှာလူမျိုးသား12မျိုးပဲရှိပါတော့တယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလုံးဝမဖြစ်နိုင်ဘူးเนาะကမ္ဘာမှာလူမျိုးစိတ်တွေအများကြီးရှိနိုင်တယ်လူမျိုးစားပေါင်း12မျိုးလည်းရှိတယ်ဆိုတာဘယ်လိုမှကြုတ်တိရှိတဲ့အရာလည်းမဟုတ်မှန်တကယ်လူတယောက်ရဲ့ဇယိုက်ဆိုတာမျိုးရိုးဗီဇရဲ့အခြေပြလာတဲ့ပတ်ဝန်းကျင်ကြုံတွေ့ရတဲ့ပြည်ကြုံတွေပေါ်အမှုတည်ပြီးတော့ဖြစ်တည်လာတာဖြစ်ပါတယ်အခုဒီလိုတို့အနေနဲ့ပြောရမယ်ဆိုတော့ဇော်ဒီရဲ့ဆိုင်းတွေကိုအကျော်သဘောအနေနဲ့စိတ်ပန်းဖြေဖို့အနေနဲ့ဖတ်မယ်ဆိုရင်တကယ်ထွက်စရာကောင်းပါလိမ့်မယ်လူတယောက်ရဲ့ဇယိုက်ကိုတကယ်သိချင်တာမျိုးရှင်ဒါမှမဟုတ်လက်တွဲပေါ်ရှာတော့မယ်ဆိုရင်ကောင်းငယ်အကျယ်ကိုတောင်းကြည့်နေပါနဲ့သူ့ရဲ့စိတ်ဓာတ်နဲ့လောက်ရက်ကိုကြည့်ပြီးတော့ဆုံးဖြတ်တာအသေးချာဆုံးဖြစ်နေတော့ပါလူဆိုတာ12မျိုးရှိရဲ့ပုံစံကွက်တဲ့ထည့်လို့ရတဲ့တော်မဟုတ်ဘူးရဆိုတော့အားလုံးပဲလက်တွေ့ကြတဲ့ဉာဏ်နဲ့ဘဝကိုလှလှပပတိစောင့်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာအဆုံးကြည့်ယူနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုဒီမှာတက်လဲဆုံးဖြတ်ပါမယ်ဘိုင်ဘိုင်